ယောဂီတွေတော်တော်ကောင်းတယ်လို့ပြောတယ်။ဘာကောင်းတယ်လို့မသိဘူး။အခုချိန်ကြီးဒီနေ့ဆိုတော့3ရက်နော်။3ရက်2နာရီကျင်းတယ်။3ရက်2နာရီကျင်းတယ်တော့ပင်မမှုဆင်းရဲမှုရှိသေးလား။အတန်ခပ်ပါပဲ။အဘွားကိုယ်တော်တွေငြိမ်ရင်တရားမပြောဘူး။ဆင်းရဲတယ်ဆိုတာဘာမှရှိရလဲဟုတ်စိတ်မှာဆင်းရဲတာကိုရုပ်ကြောင့်ဆိုပြီးသွားကြည့်ပြီးတော့ကြိုက်ခဲထုတ်ကျင်တာကြီးကြောင့်ဆင်းရဲပါတယ်ဆိုလို့အမြင်မှားနေရင်အဖြစ်တွေ့ပါမလားတွေ့ဘူးရေကြောင့်ဖြစ်တဲ့ရှင်ကိုရေနဲ့ဆေးရတယ်လို့စိတ်မှာတဏမာနဒိဋ္ဌိကတ်တဲ့ဆင်းရဲလို့ရှိရင်အဲ့ဒီစိတ်ကိုပြန်တရားပညာနဲ့ပဲပြန်စီကြောယူရတယ်အဲ့ဒီအလုပ်ကိုအဲ့ဒီလိုလုပ်ရတယ်လို့မသိပဲနဲ့နော်အောက်ကယုတ်ကြီးကဲခဲလို့ပါဆိုပြီးအမြင်မှားနေလို့ရှိရင်မိမိတို့အကျိုးရောက်လိမ့်မယ်အဲ့တော့ဆင်းရဲတဲ့သဘောနဲ့ဆင်းရဲမှုအကြောင်းတရားဘယ်လိုကြွားချလဲဆိုလို့ရှိရင်မောဒရာနဲ့ဗရမ ्या ပြဿနာမှာကံကြီးထဲမှာဗရမ ्या ကြီးကအယောင်ထွက်နေတယ်အဲ့ဒါကိုအယသားတွေကမြင်တော့ဒီဗရမ ्या ကြီးအပြင်လူနဲ့မသိတော့ဘယင်နဲ့တာမင်းဘာနာထိုက်တယ်ဆိုပြီးဘယင်သွားလျှောက်တော့အဲ့ဒီကံနဲ့ကိုသိမ့်တေဝင်ကာမင်းမကောအမကြီး၄ယောက်သွားကြည့်ခိုင်းတော့ဟုတ်တာပေါ့ဗရမ ्या ကြီးအယောင်ထွက်အဲ့ရွာသူရွာသားတွေကလည်းဟိုလူကလာကြည့်ဒီလူကလာကြည့်တဲ့ခါမှာအားလုံးတော့လာကြည့်တဲ့လူအပေါင်းတို့ကံထဲမှာရှိတဲ့ဗရမ ्या ကြီးကိုပဲကြည့်နေကြတယ်အဲ့ဒီချိန်မှာအဲ့ကံထဲမှာဗရမ ्या မရှိပါဘူးလို့ပြောရင်လက်ခံပါမလားမခံဘူးအားလုံးမျိုးလုံးနဲ့မြင်နေရတယ်ကြည့်နေရတာအယောင်ကြီးတဝင်းဝင်းနဲ့ရဲထွက်နေတာပဲပေါ့ကံထဲမှာအဲ့နဲ့ဘယင်ကိုလျှောက်တော့ဘယင်ကအမကြီးလေးကိုအဲ့ဗရမ ्या ရအောင်ယူတဲ့လူဝသားတွေသူတို့သုံးကြတယ်လူဝသားတို့လောက်ကြပါဆိုတော့အဲ့ဒီရဲ့ကံနဲ့ရေဆယ်ဖို့အတွက်ရွာ50ပါအလုံသမားတွေခေါ်ပြီးတော့ရေနဲ့ပက်ထုတ်ရတယ်အဲ့လိုပက်ထုတ်တဲ့ခါကျတော့ပြီးလဲပြီးတော့ဗရမ ्या ရှာတာမတွေ့ဘူးနောက်တော့ရေတွေပြန်သွင်းဗရမ ्या ကြီးကအယောင်ပြန်ထွက်ရေတွေပြန်ခဗရမ ्या ရှာမတွေ့3က4ကလောက်ကျတော့မောသွားတော့မရဘူးအဲ့တော့ဘယင်ကိုလျှောက်တယ်ရေပက်ပြီးတော့စကားနဲ့တိုက်ပြီးတော့ရှာတော့မှဗရမ ्या မတွေ့ပါဘူးရေပြန်ထည့်တဲ့အခါကျတော့အဲ့ဒီဗရမ ्या ကြီးလည်းအယောင်ထွက်နေတော့ဒီဗရမ ्या ယူရခက်ပါလေပြောအဲ့ဒါမှဝိသေရိမင်းကြီးကသားတော်ဖြစ်တဲ့မောဒထာကိုခေါ်တယ်မင်းဒီဗရမ ्या ကြီးရအောင်ယူနိုင်ပါမလားတဲ့ဆိုတော့ယူနိုင်ပါလေယူနိုင်တယ်ဆိုမင်းဘလို့ဘာလို့လဲလိုတာမင်းအကုန်လုပ်တယ်အဲ့လိုပြောတော့မောဒရာကတစ်ပင်အတက်ကျွမ်းတဲ့လူတယောက်လိုပါတယ်ပညာရှိနဲ့ပညာမဲ့တွေအမြင်ချင်းမတူဘူးအဲ့တော့မှမောဒရာမနေ့ကနေထွက်တဲ့အချိန်မှာထန်းတဲ့တစ်ပင်တက်သမားခေါ်ပြီးတော့ကာမောင်ရိုးလမ်းလျှောက်ကြည့်ကြည့်နေထိုးတာနဲ့နေရှိတာနဲ့သူရတာနဲ့ဗရမ ्या ရှိတဲ့နေရာနဲ့တဲ့အောင်သူရပြီးတော့မျက်လုံးနဲ့ကန်နဲ့ဗရမ ्या ကိုကြည့်ပြီးတော့သူလည်းသဘောလဲပေါက်တော့တစ်ပင်တက်တဲ့ကောင်ငါးနောက်ကျော်တဲ့ကထမ်းပင်ပေါ်တက်ဆန်းတဲ့ထမ်းပင်ပေါ်တက်တဲ့ခါထမ်းပင်ပေါ်ကြီးတဲ့တည်းကဗရမ ्या ကြီးရတာအဲ့တော့ဒကာရမတွေကြည့်ရပညာရှိနဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တို့သည်မန္တမျက်စိနဲ့အာယုံပြုတ်ပြီးတော့ကြည့်ကြတယ်မန္တမျက်စိရဲ့အမြင်တိုင်းကိုပဲဆုံးဖြတ်ကြတယ်ပညာရှိတို့ကြတော့မန္တမျက်စိကိုအခြေခံပြီးတော့ညာနာမျက်စိနဲ့သုံးသပ်ကြတယ်မောဒရာမျက်စိနဲ့ကြည့်တော့လဲကံရဗရမ ्या ကြီးမြင်နေရပြီနဲ့မန္တမျက်စိနဲ့မြင်တာတော့ကံရဗရမ ्या ကိုဒါပေမဲ့အစ်စ်လားအရိပ်လားအရိပ်ဖြစ်တယ်အရိပ်ကောင်းတင်ပြနေတာဒါကိုညာကသိမန္တမျက်စိကတော့အရိပ်နဲ့တူတဲ့ဗရမ ्या ကိုကြည့်ပြီးနဲ့ညာနာမျက်စိကဒါဒီထမ်းပင်နေထိုးတဲ့အယောင်ကနေပြီးတော့အယောင်ဟပ်ပြီးတော့အောက်မှာအယောင်ဟပ်နေတဲ့အရိပ်ပဲဆိုတာသိတော့မောဒထသူ့နောက်ကျောတဲ့မှာရှိတယ်ထမ်းပင်ပေါ်တက်ခိုင်းတော့ဗရမ ्या စစ်မရဘူးအဲ့တော့တတ္တဝါတွေလူတိုင်းကြိုက်ခဲထုံကျင်လာပြီဆိုကြိုက်တာကြီးရောက်ထုံညာကြီးရောက်ကျင်တာကြီးရောက်နာတာကြီးရောက်အဲ့ဒါကြောင့်ဆင်းရဲပါလေလို့အမြင်မရှိကြဘူးလားအဲ့ဒါကကံနဲ့ဗရမ ्या အရေးကြီးလို့ပဲအစစ်လားအတုလားဒုနော်အစစ်မဟုတ်ဘူးအဲ့ဒါကိုတတ္တဝါတိုင်းဟာပေါင်ကြီးကနားလို့ခြေထောက်ကြီးကနားလို့ဟိုကကြိုက်လို့ဒီကခဲလို့အဲ့ဒီလိုပဲမြင်ကြတယ်ယူကြတယ်မှတ်ယူဆွဲကြတယ်ညာနာမျက်စိနဲ့ကြည့်တဲ့ပုဂ္ဂိုလ်ကျတော့အဲ့လိုမဟုတ်ဘဲနဲ့ဩဒါလေးပါဖောက်ပြန်တာကယုတ်တရားအဲ့ဒီယုတ်တရားဆိုတာအတိတရားမရှိတော့ဆင်းရဲချမ်းသာမရှိဘူးအဲ့တော့ဆင်းရဲနေတယ်ဆိုတာယုတ်ထဲမှာမဟုတ်စိတ်ထဲမှာဖြစ်ရမယ်လို့ညာနဲ့သုံးသပ်တယ်
အဲ့လိုသုံးသပ်လို့ပဲဥမာဦးစင်းလည်းဥမာပေးခဲ့ပြီလေမွေးစည်းပြီးဘိုက်ခွဲတဲ့ပုဂ္ဂိုလ်ဘိုက်ခွဲတာ6တွေဖြတ်တာမွေးစည်းပေးထားတော့အဲ့ပုဂ္ဂိုလ်ဆင်းရဲသေးလားအဲ့လိုဆိုရုပ်ကြီးရက်ဆက်ကြမ်းတမ်းမှုသဘောရှိပြီးနဲ့ဆင်းရဲချမ်းသာဟာမရှိဘူးဆင်းရဲချမ်းသာပါမှလည်းစိတ်မှာအဲ့တော့စိတ်မှာဆင်းရဲချမ်းသာဖြစ်နေတာကိုစိတ်မှာအဖြေမရှာဘဲနဲ့အောက်ကရုပ်ကြီးကြောင့်နာလို့ကြိုက်လို့အားကြီးကြွားခြင်းနဲ့မခြင်းနဲ့နှဲ့ခြင်းနဲ့လို့အဲ့ဒီလိုအမြင်မှားပြီးတောင်းခံနေတဲ့ထိုပုဂ္ဂိုလ်ချမ်းသာရပါမလားမရပါဘူးချမ်းသာရမရှိတဲ့အရာကိုချမ်းသာရရှာလို့မရဘူးဗရမ ्या မရှိတဲ့ကံနဲ့သွားပြီးတော့ရေပက်ပြီးတော့စကားနဲ့တိုက်ချလိုက်ဗရမ ्या ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့မရှိနိုင်နဲ့မဖြစ်နိုင်နဲ့မဟုတ်တာကြီးကိုအရှိအဟုတ်ထင်ပြီးတော့ဝေနာတက်လာရင်ကြောက်တယ်နားတယ်ကြိုက်တာကြီးနဲ့ထုံတာကြီးနဲ့လို့ကြိုက်ခဲထုံကျင်တာကြီးကိုဆင်းရဲတယ်ဆိုပြီးတော့အဲ့ဒီလိုစိုးရိမ်ထားလို့ရှိရင်ဒီပုဂ္ဂိုလ်ချမ်းသာရပါမလားအဲ့လိုဆိုရင်ဘာမှရှုရမလဲစိတ်အဲ့တော့စိတ်မှာတော့တောက်တာသိတဲ့မသာမိရှုတော့ပူလိုက်တာနာလိုက်တာရှိလားရှင်တဲ့လူမှရှင်တယ်ဆိုတာဘာကိုပြောတာလဲစိတ်ရှိတာကိုပြောတာအဲ့တော့ဆင်းရဲချမ်းသာဘာမှရှိတာလဲစိတ်မှာအဲ့လိုဆိုရင်ဝေဒနာတက်လာရင်ရုပ်ကိုအာရုံပြုပြီးတော့မဲပြီးတော့ဓာကြီးကြိုက်လို့ဓာကြီးထုံလို့ဆိုပြီးတော့ခုတ်တက်ခဲထုံကျင်ဓာကြီးကိုပျောက်ခြင်းနဲ့ဆန္ဒတွေစောပြီးတော့နော်အဲ့ဒီလိုကျင့်နေတဲ့ပုဂ္ဂိုလ်ဒီအမြင်မှမဟုတ်တဲ့အတွက်ကြောင့်ဆင်းရဲမှုမှလွတ်မှာမဟုတ်ဘူးအဲ့တော့ဆင်းရဲမှုမရှိတဲ့အရာကိုဆင်းရဲမှုရှိတဲ့ထင်ပြီးတော့အဲ့ဒါရှုနေမယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဒီအရေးကောင်းတင်ဖမ်းတယ်လို့ဘာမှရလာမှာမဟုတ်ဘူးအဲ့တော့အာနာပါနကမ္မဋ္ဌာန်းထူထောင်တာဝိပဿနာယာနိကအဖြစ်သုံးသပ်လိုက်တဲ့အခါကျတော့ဒါလေးပါဖောက်ပြန်တဲ့ဒုက္ခဝေဒနာဖောက်ပြန်တာကယုတ်တရားအဲ့ဒီယုတ်ရဲ့အနိဋ္ဌဆင်းရဲတဲ့သဘောဆင်းရဲမှုကိုပြီးသေးတဲ့ယတ္တအနိဋ္ဌဂုံအနိဋ္ဌဆိုတာဆင်းရဲသေးတဲ့ယတ္တဂုံအိဋ္ဌဂုံချမ်းသာစေတဲ့ယတ္တရှိတဲ့ဂုံဥပမာငပြောသီးစားတော့ချိုးတဲ့ယတ္တရှိတယ်ပေါ့ငရုတ်သီးသွားတော့စတ်တယ်ပေါ့အခါမကျတဲ့လူအခါသွားကြည့်မျက်နှာတွန့်သွားတယ်ပေါ့အဲ့တော့အနိဋ္ဌယတ္တအိဋ္ဌယတ္တဆိုတဲ့အဲ့ဒီယတ္တသဘောတွေတော့ရုပ်မှတော့ရှိတယ်ဒါပေမဲ့ဆင်းရဲချမ်းသာတော့မရှိဘူးအဲ့ဒီအိဋ္ဌအနိဋ္ဌဆင်းရဲချမ်းသာဖြစ်တဲ့အကြောင်းပဋိစ္စဆွဲ၍ပဋိစ္စသမုပ္ပါအောက်ကခန္ဓာရဲ့ဓာတ်လေးပါဖောက်ပြန်တဲ့အနိဋ္ဌာယုံပဋိစ္စဆွဲ၍ဘာနဲ့ဆွဲမလဲကာယိစဖောတ္တဗိစကာယဝိညာဉ်ဥပ္ပိစတိဆိုတော့ကာယအကြည်ဒီ၎င်းကာယချင်းတွေ့တဲ့အတွေ့အတအာဘောဝါယောတေဇောတို့ဤဟုတ်လားအာဘောပထဝီတေဇောတို့ဤအတွေ့အထိသို့မဟုတ်အောက်ကအမာနဲ့ကိုယ်နဲ့အတွေ့အထိအဲ့ဒီအတွေ့အထိနေရပေါင်းစပ်လိုက်တော့ကာယမှာဖောတ္တဘာယုံထွက်လာတယ်အဲ့ဖောတ္တဘာလည်းအကြောင်းကာယေစမိမိကာယအကြည်ဒီ၎င်းဖောတ္တဗေစကာယအကြည်ကိုလာတိုက်တတ်တဲ့အကြောင်းဒီ၎င်းပဋိစ္စစိုး၍ဥပ္ပစ္စတိစကုဝိညာဉ်ကာယဝိညာဉ်ဆိုကာယဝိညာဉ်ဖြစ်လာအဲ့ကာယဝိညာဉ်ဒီဖောတ္တဘာဆိုတဲ့အနိဋ္ဌဖောတ္တဘာအိဋ္ဌဖောတ္တဘာကြမ်းတမ်းတဲ့အတွေ့နုညံ့တဲ့အတွေ့အဲ့ဒီအတွေ့နဲ့ရှင်တဲ့ဝိညာဉ်ဆိုတာဖြစ်လာအဲ့တော့ကာယိစဖောတ္တဗိစကာယနဲ့အကြည်ကိုအကြောင်းခံရင်ဥပ္ပစ္စတိကာယဝိညာဉ်ပရိစ္ဆသမုပ္ပါပေါ်လာတယ်ကာယဝိညာဉ်သည်သမုပ္ပါတရားကာယအကြည်ဖောတ္တဘာယုံသည်အကြောင်းတရားကာယအကြည်နဲ့အတိုက်တအကြောင်းတရားကိုကြောင်းအကျိုးတရားကာယဝိညာဉ်ဖြစ်တယ်အကျိုးတရားဖြစ်တော့ပရိစ္ဆသမုပ္ပါဖြစ်လာတယ်ဒါစီးရတာမရောက်သေးဘူးအဲ့ဒီကာယအကြည်ကာယဝိညာဉ်မှာကာယဝိညာဉ်နဲ့ရှင်ပဲဖြစ်တဲ့ဖသကကာယမှာရှိတဲ့အနိဋ္ဌယတ္တတွေကိုမနောကိုပို့ပြီးအာအောင်ကျော်ကနေပို့ပြီးတော့အဲ့ဒီအနိဋ္ဌယတ္တတွေကမနောဓာတ်ကိုရောက်လာမနောဓာတ်တော့မနောအကြည်စိတ်နဲ့ဒီကလာတိုက်တဲ့အနိဋ္ဌယတ္တနဲ့ပေါင်းတော့မနောဝိညာဉ်ဆိုတာပေါ်လာအဲ့တော့ကာယအကြည်ကာယဝိညာဉ်အကြောင်းခံပြီးတော့ကာယပဋိစ္စဆွဲရကာယဝိညာဉ်ဒီဥပ္ပစ္စတိဖြစ်လာတယ်နောက်တစ်ခါတိဏ္ဍတိကတိထိုသုံးမျိုးတွေ့ဆုံခြင်းပဋိစ္စအကြောင်းကြောင့်သမုပ္ပါဏဖသဓာတ်ဒီအနိဋ္ဌယတ္တကိုမနောကိုပို့ပြီးတဲ့အကျိုးဖြစ်လာတယ်နောက်တစ်ခါဖသဓာတ်နဲ့ဒီအနိဋ္ဌယတ္တကိုမနောကိုပို့ပြီးတဲ့ပဋိစ္စအကြောင်းခံရင်မနနဲ့တိုက်တော့မနနဲ့အကြောင်းခံတော့ဥပ္ပစ္စတိမနောဝိညာဉ်သမုပ္ပါဏပေါ်လာတယ်ဒါပဋိစ္စသမုပ္ပါတရားတွေတွေ့ကြရကြောက်လက်လို့မရတော့ဘူးဘာဖြစ်လို့လဲကာယနဲ့ပြစ္ဆုတ်ပံဓာတ်လေးပါဖောက်ပြန်တဲ့မြည်သည့်ပုဂ္ဂိုလ်ပစိုးတရားထိုင်ရင်ဘာပဲပြောအပြင်အစင်းအတန်နဲ့အရသာကတော့မတွေ့ပဲနေလို့ရတယ်ကာယအတွေ့ကြီးကတော့ရှောင်လို့ရပါမလားမရတော့ဝေမိကသုတ်တံနဲ့အာတိသောမသုတ်တံရအနိဋ္ဌာယုံဖြစ်တဲ့ဒေါမနတဒုက္ခဝေဒနာအနိဋ္ဌာယုံပေါ်မလာဘူးလားအဲ့ဒီပေါ်မှာလဲမဲ့ပရိစ္ဆသမုပ္ပါကိုမှမဖြတ်ဘဲနဲ့ကြော်ပြီးဖြတ်ချင်တာဖြတ်လို့မရဘူးဟုတ်ပြီလားအဲ့တော့ပရိစ္ဆသမုပ္ပါဖြတ်ချင်ရင်ဖြတ်လို့ရပါမလားကျင့်စဉ်နဲ့ဖြတ်ရလိမ့်မယ်တကယ်ဖြတ်ပြီးဟေးဆိုဘယ်ရစဖြတ်မလဲ
ကာယနဲ့ဖောတ္တဘာနဲ့အတွေ့ဖြစ်တဲ့ဒုက္ခဝေဒနာအကြောင်းခံပြီးလဲတဲ့ပရိစ္ဆသမုပ္ပါကိုအရင်ဖြတ်ရပါသည်ဘာနည်းနဲ့ဖြတ်မှလဲဝိပဿနာယာနိကနဲ့ဖြတ်မယ်သမထကတော့ဒုက္ခဝေဒနာနဲ့အစာထိုးပြီးကြော်သွားပြီးဝေဒနာခွာသွားတယ်အခုကဝိပဿနာယာနိကနဲ့ပရိစ္ဆသမုပ္ပါလဲပုံပြတယ်ဝိပဿနာယာနိကဒီတခါတည်းသီလသမာဓိရောပညာရောသစ္စာလေးရောတပြိုင်တည်းပါမလို့ညမဟောတာဘူးလားဟောတာတယ်နော်ရှင်းပြတယ်နော်မှတ်ဟောမှတ်ပြီးသီလတော့မသိဘူးအဲ့တော့မှဝိပဿနာယာနိကနဲ့အဓိပ္ပာယ်နဲ့ရှိတဲ့အခါရောအနိဋ္ဌာယကိုနဲ့မဝင်ကြီးနဲ့ပေါင်းစပ်တော့မနောဝิญဉ်ဆိုတော့ပေါ်လာတယ်ပေါ်လာတဲ့မနောဝิญဉ်မှာခံစားတတ်တဲ့ဝေဒနာပါလာတယ်အဲ့ဒီဝေဒနာဟာပကံကြီးနဲ့တူတယ်ပေါ့မိခဲထဲလဲပူရာကြီးလက်ခံနေမယ်နော်လက်ဖိတ်ကော်ပီထဲလဲလက်ခံထားမယ်ဟင်းနေထဲလဲလက်ခံထားမယ်ဒါပကံကြီးကပူတယ်ဆင်းရဲတယ်ချိုးတယ်ချိန်တယ်လို့ပကံကြီးကရှိသလားရှိပါဘူးပူတဲ့ယတ္တဆင်းရဲတဲ့ယတ္တချိုးတဲ့ယတ္တသဘောတရားတွေတော့သူ့မှာမရှိဘူးလားလက်ခံထားပြီနဲ့အဲ့ဒီလက်ခံတဲ့အရာသားတွေကိုသူခံစားသလားမခံစားဘူးလက်ခံထားတာမရှိဝေဒနာခန္ဓာသည်အနိဋ္ဌယတ္တကိုမနောဝိညာဉ်နဲ့ရှင်းလာတော့ဝေဒနာခန္ဓာဆိုတာသဟဇာတာပေါ်လာတယ်ပေါ်လာတဲ့အကြောင်းမှာအနိဋ္ဌယုံပေါ်လာတော့အနိဋ္ဌယုံကိုလက်ခံရတယ်အဲ့မှာအနိဋ္ဌယုံလက်ခံထားတော့ဆင်းရဲတဲ့အယတ္တကိုလက်ခံထားတဲ့ဝေဒနာကိုဒိဋ္ဌိကငါကတ်လိုက်တာဝေဒနာခန္ဓာကိုငါလို့သွားကတ်တော့ငါသွားကတ်တဲ့အာယုန်ကြီးကဒုက္ခဝေယတ္တကြီးခံစားတာငါဒုက္ခရောက်မရောက်မသွားဘူးလားရောက်သွားပြီအဲ့တော့ဒုက္ခရောက်တာဘာကြောင့်လဲဒိဋ္ဌိကြောင့်စိတ်မှာဘာကသွားပြီလဲဒိဋ္ဌိစိတ်ကငကိုယ်တော့ကတော့ကောင်းတဲ့ဆိုးတယ်မရှိသိတဲ့သဘောပဲရှိတယ်ဝေဒနာကကောင်းတဲ့ဆိုးတယ်မရှိကောင်းရတ္တဆိုးရတ္တခံစားတာပဲရှိတယ်တင်ညာကကောင်းသောဆိုးသောခံစားတာမဟုတ်ဘဲကောင်းတဲ့ဆိုးတယ်လို့အမိပေးတာပဲရှိတယ်စေတနာကအဲ့ဒီအာယုံကိုနှလုံးသွင်းနေတာပဲရှိအဲ့ဒီထဲမှာဆင်းရဲချမ်းသာမပါဘူးအဲ့ဒါဒီဥပါဒဏ်နဲ့ခန္ဓာလို့ခေါ်တယ်ဘာခန္ဓာလဲဥပါဒဏ်အဲ့ဒါအဟိတ်ဥပါဒဏ်နဲ့ခန္ဓာဥပါဒံဤအာယုံလို့လည်းခေါ်တယ်ရှုပ်သွားပြီအာယုံနဲ့အာရမဏိကစိတ်ကအာရမဏိကစိတ်ကမိရပြုရကိုအာယုံလို့ခေါ်တယ်အာယုံနဲ့အာရမဏိကကွဲမသွားဘူးလားအဲ့တော့အာယုံနဲ့အာရမဏိကမှာအာယုံဒီရှေ့ဖြစ်ခန္ဓာ၅ပါးအာရမဏိကသည်နောက်ဖြစ်တဲ့စိတ်ရှေ့ဖြစ်တဲ့စိတ်ကအာယုံကိုလက်ခံတာပဲရှိသေးတယ်နောက်ဖြစ်တဲ့စိတ်ကြတော့ဒိဋ္ဌိပါမလားဟုတ်လားပါလာတယ်ဝေဒနာကလည်းခံစားစေဆက်ဖြစ်လာတဲ့စိတ်ကလည်းဒိဋ္ဌိပါစေဒိဋ္ဌိပါတဲ့ဒေါသတွေရောလောဘတွေရောပါမလားဟုတ်လားပါလာတယ်အဲ့ဒီမှာပြဿနာတက်တာအဲ့ဒီလိုပြဿနာတက်လာတဲ့ခါကျတော့အဲ့ဒီစိတ်ကိုပါစိတ်မယ်ဆင်းရဲတဲ့စိတ်မခံနိုင်တဲ့စိတ်နော်အဲ့ဒါကိုစိတ်ကိုဒိဋ္ဌိတို့ဒေါသတို့နဲ့ဆက်ဆက်အောင်တဏှာဘာလုပ်လိုက်လဲနှောင်ဖွဲ့လိုက်တယ်နှောင်ဖွဲ့တာဘာနှောင်ဖွဲ့တာလဲတဏှာနှောင်ဖွဲ့တယ်အဲ့လိုဆိုရင်ဒိဋ္ဌိတို့တဏှာတို့ဒိဋ္ဌိတို့ဒေါသတို့ပယ်ရမှာလားနှောင်ဖွဲ့တဲ့တဏှာကိုပယ်ရမှာလားတဏှာနှောင်ဖွဲ့တာကိုပယ်ရမယ်နော်ဒါပေမဲ့ယောဂီတို့ကတဏှာဆိုတာတွေ့ပြီလားမတွေ့သေးဘူးနော်နီးစွာသောအကြောင်းတော့ရှိပြီလေတဲ့နာသူကထိတဲ့နေရာကိုမိမိတတိကပ်ပြန်တော့လေတတိလွတ်ပြီးတော့တတိကိုတွန်းချပြီးတော့တဏှာကတွန်းချပြီးစိတ်ကိုအောက်ကိုဆွဲမချဘူးလားအောက်ကိုဆွဲချစေတတ်တဲ့ဆွဲငင်ဆောင်တတ်တဲ့သဘောတည်အဲ့ဒါဒီတဏှာပဲနော်သင်္ခါရခန္ဓာကပြောင်းညွတ်တာကိုအဲ့ဒီမှာတဏှာမာနဒိဋ္ဌိကအောက်ကိုပဲညွတ်စေခြင်းတော့စိတ်ဒီအောက်ကိုမညွတ်အောင်လားညွတ်တော့ညွတ်တဲ့ရတာပေါ်မှာခံစားတော့ဒုက္ခဝေဒနာရတာတော့ခံစားထားတယ်အဲ့တော့ဖသပစ္စယဝေဒနာပစ္စယဘာကူကလဲတဏှာကူကအဲ့တော့ဝေဒနာပစ္စယတဏှာကူရင်ဦးဇင်းတို့ကဘာလုပ်ရမလဲဝေဒနာပစ္စယမဲ့ကူကမဲ့မကူရင်ဘာကူမလဲတဏှာကူကတဏှာမကူရင်ဘာလုပ်ရမလဲမဲ့ကူတဲ့ဆိုတာဘာလုပ်တာလဲစိတ်ကိုတတိဝရိယသမာဓိအားဖြင့်နော်ဒုက္ခဝေဒနာနဲ့လွတ်တဲ့ဒုက္ခဝေဒနာလေးနဲ့နာသူကထိတဲ့နေရာကိုပို့တော့တတိယဉာဏ်ပညာရဲ့သုံးချက်နဲ့စိတ်နဲ့ကတ်တော့အာဟုသောအုပ်စုဒီမှာတဏှာကတ်လို့ရသေးလားအဲ့တော့တဏှာစိတ်ကိုမလွတ်လိုက်ရဘူးလားလွတ်လိုက်ရတော့စိတ်မှာတဏှာရှိသေးလားတဏှာလွတ်တော့ဒိဋ္ဌိတို့ဒေါသတို့ကတ်လို့ရသေးလားဩအဲ့လိုဆိုဆင်းရဲမှုချုပ်သွားတယ်အဲ့တော့မက်သည်တဏှာကိုမြင်ပြီးပယ်တယ်ဒုက္ခသစ္စာက40ဖောက်ပြန်တယ်သူကနှိမ့်ဆက်တဲ့သဘောနဲ့ကိစ္စညာလုပ်တယ်တဏှာကဒိဋ္ဌိတို့ဒေါသတို့နဲ့စိတ်ကိုဆွနှောင်ဖွဲ့တယ်မက်ကတဏှာနှောင်ဖွဲ့ရမယ့်စိတ်အစားတတိညာပညာစိတ်နဲ့ပေါင်းလိုက်တယ်နိရောဓသစ္စာကစွန့်ထုတ်လိုက်တယ်အဲ့တော့သစ္စာလေးပြတစ်ပိုင်းနဲ့ပေါ်မလာဘူးလားပေါ်လာတဲ့အခါကျတော့ဘာလုပ်ရမှာလဲတတိဝရိယသမာဓိမက်စေတသိက်ဇံစေတသိက်တို့သည်စိတ်နဲ့တိုင်ခိုင်ခိုင်မြဲမြဲရှင်တွဲလိုက်မယ်ဆိုလို့ရှိရင်တဏှာကတ်လို့ရသေးလားမရပါဘူးအဲ့တော့တဏှာကိုဦးစင်းတို့သမထယာနိကအဖြစ်ရှောင်လွဲသွားဖို့လိုသေးလား
မလို့တော့ဘယ်နဲ့တိုက်ရိုက်စိတ်ကိုတဏမာနစိတ်ကိုတဏကအုပ်ချုပ်မဲ့အစားသရာပညာကနိုင်နိုင်နေတိုက်ရိုက်အုပ်ချုပ်တဲ့ဆွဲယူတဲ့အတွက်ကြောင့်အားများတဲ့ပုဂ္ဂိုလ်စိတ်ကပါမလာဘူးလားပါလာတဲ့အတွက်ကြောင့်တဏဟာစွန့်လွတ်လိုက်ရအဲ့တော့စိတ်မှာတဏစိတ်ကိုတဏကကြိုက်ခဲမှုမလွတ်လိုက်ရဘူးလားလွှဲတော့ဒုက္ခဝေဒနာရှိပြန်တဏကူသေးလားပရိစ္ဆေသမုပ္ပါပြတ်မသွားဘူးလားဩအာနာပါနကမ္မထံအခြေခံတရင်ကဘာဟံတရင်ကမဲ့တရင်ကဖို့တရင်ကနိဗ္ဗာန်ဆိုတာဘာကိုဆိုလိုတာလဲတဏှာရှိတော့လုံမယ်ပြင်မယ်မမယ်ရှိမယ်ပြင်မယ်ဆိုတဲ့ပြုပြင်တတ်တဲ့သင်္ခါရတရားတွေမရှိဘူးလားအဲ့ဒီပြုပြင်လို့တဲ့သင်္ခါရတရားတွေကိုပြုပြင်လို့မှုမှမလိုက်ရောတော့ပဲနဲ့စွန့်လွတ်လိုက်တာကသင်္ခါရုပ္ပခာဟုတ်ပြီလားစိတ်ကိုတဏှာမကစေပဲနဲ့မက်စိတ်သိရှင်လုံးကလိုက်တော့မက်မကူးသွားဘူးလားစိတ်နဲ့မက်နဲ့ကူးသွားပြီအဲ့ဒီလိုသင်္ခါရတွေကိုမစွန့်လို့ဘူးနဲ့စိတ်နဲ့မက်နဲ့တွဲလို့ရပါမလားသင်္ခါရုပ္ပကဉ္ဇဉ်ဂုတ်တခုမက်ဆိုတာတခါလေးဝင်သွားသစ္စာလေးပါတရင်ငါမဲ့တရင်ငါမဲ့ဆိုတာကိုခေါ်မှာအင်္ဂါရက်တွေကုန်ပြရစွန့်လွတ်တယ်ဆိုတာဗာလဲនិရောဓသစ္စာကြီးကိစ္စညာစောင့်ရှုတာကမဂ္ဂသစ္စာကြီးကိစ္စညာတဏှာကတောင်းခံနေတာကတဏှာကြီးကိစ္စညာဓာလေးပါဖောက်ပြန်နေတာကဒုက္ခကြီးကိစ္စလေးရတပြိုင်နဲ့မပေါ်လာဘူးလားပေါ်လာရင်တို့ဦးဇင်းတို့ကမဂ္ဂကိစ္စဆောင်ရွက်မယ်ဆိုလို့ရှိရင်သင်္ခါရုပ္ပကစိတ်အလိုလိုက်ရောမှုတွေပြင်းနေတာတွေမကျင်တာတွေရွှေ့ကျင်တာတွေကိုဦးစားပေးပြီးတော့လုံနေမယ်ဆိုရင်မက်ကူးလို့ရပါမလားစိတ်နဲ့မနဲ့တွဲလို့မရဘူးစိတ်နဲ့မနဲ့တွဲခြင်းဘာလို့ပြရမလဲတဏှာအလိုနဲ့လိုက်ရောပြီးပြုပြင်လိုမှုတွေယုတ်ကြီးကိုညှစ်ချုပ်ဆုပ်ကျင်တာတွေဒုက္ခကြီးကိုဖက်ပြီးကုတ်ထားကျင်တာတွေအဲ့ဒီအလိုတွေကိုလိုက်ရောရမှာလားစွန့်လို့ရမှာလားစွန့်လို့လိုက်တာဒီသင်္ခါရတရားကုန်မယ်ညှိမယ်ချုံမယ်ဆုံးမယ်ဆိုတဲ့သင်္ခါရတရားတွေကိုဥပိ္ပခာပြုလိုက်တဲ့ကြောင့်သင်္ခါရုပ္ပခာသင်္ခါရုပ္ပခါလည်းကြောက်စိတ်ကသင်္ခါရမှလွတ်သွားတော့မက်ကကတ်လို့မရဘူးလားအဲ့တော့ဘုဒ္ဓဘူးမက်အဲ့ဒီသင်္ခါရလည်းလွတ်တော့စိတ်ကလည်းမက်ကလည်းစိတ်ကိုနိုင်နိုင်နင်းနင်းထိတဲ့နေရာမှာပို့နိုင်ဘူးလားပို့နိုင်ပြီဆိုတော့မက်စိတ်အောင်မြင်မြင်ကူကတော့ငကိုပုရုဇဉ်အလက်ကြီးလှုပ်မယ်ပြမယ်မခံနိုင်ဘူးစင်းရတဲ့ဟိုလိုဒီလိုဆိုတဲ့ပုရုဇဉ်အလေးတွေရှိသေးလားပုရုဇဉ်အလေးအကျမ်းစာကြီးမပယ်ဘူးလားအေးအဲ့ဒါပုရုဇဉ်မပယ်တယ်ဆိုတာဝိတိကမကိလေသာပရိယုဌာဏအနုတ္တိယရှေ့ပုပ္ပဘာကမက်တဲ့ကူကဝိပဿနာယာနိကပဲသင်္ခါရုပ္ပခေယဘုဒ္ဓဘုံမဲ့ဖို့ဆိုပြီးတောက်လျှောက်သွားအခုတော့သင်္ခါရုပ္ပကညာနဲ့စိတ်အလိုလိုက်ရောမှုတွေပုရုဇဉ်အလေးတွေကိုစွန့်လို့လိုက်တော့ပုရုဇဉ်အလွယ်လွတ်မသွားဘူးလားလွတ်သွားတော့စိတ်ဒီမက်စိတ်တွေနဲ့ရသွားတော့မက်ကူးသွားပြီမက်လဲစိတ်ကစိတ်ကိုမက်ကလည်းအပိုင်ထိကျက်ကလေးမှလည်းနိုင်နေခိုင်မှလည်းကတ်လဲထားလိုက်ရောစင်းရမှုပါတပြိုင်နဲ့ချုပ်သွားဘူးလားစင်းမှုချုပ်တော့ချမ်းသာမှုမရဘူးလားဖို့မက်ကစိတ်မက်စိတ်တွေကမက်ကစိတ်ကိုကတ်လိုက်တော့မက်ကူးသွားပြီမက်ကူးသွားတဲ့စိတ်ကြောင့်တဏှာလွတ်သွားပြီတဏှာလွတ်တော့တဏှာကြောင့်လောင်ကျွမ်းနေတဲ့ဒိဋ္ဌိတို့ဒေါသတို့လွတ်မသွားဘူးလားကိလေသာချုပ်မသွားဘူးလားကိလေသာချုပ်တော့နိဗ္ဗာန်ကိလေသာလောင်ကျွမ်းမှုမရှိတော့ချမ်းသာမှုရရှိတာပါလေဖို့မက်ဖို့နိဗ္ဗာန်ဆိုတော့သုံးချက်ပေါ်မလာဘူးလားအေးအဲ့ဒါဝိပဿနာယာနိကရဲ့ကျင့်စဉ်အဲ့လိုကျင့်ရတယ်သမထကျင့်စဉ်ကဘာမှမသိဝိပဿနာကျင့်စဉ်ကဘာမှမသိရှောက်ပြီးတော့ပူရာကြီးအနိစ္စဒုက္ခအနုခအနတ္တတွေရှောက်လို့ရပါမလားဥတည်မိရလုံးလို့မရဝိပဿနာယာနိကဆိုတာဥစဉ်ပြောပြီလေအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးသစ္စာ၄ပါးမဂ္ဂင်၈ပါးဇိုင်ငံ၅ပါးဣန္ဒြေ၅ပါးဘုံ၅ပါးဣတိပတရား၄ပါးဘောဓိပက္ခယတရား39ပါးအပြည့်တခါတည်းသိမ့်ကြုံပါဝင်ပြီးတော့နော်သစ္စာ၄ပါးကိုတပြိုင်တည်းရစီတဲ့ကျင့်စဉ်ကိုဘာခေါ်လဲဝိပဿနာယာနိကကျင့်စဉ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တရားတွေ့ဒီလိုမှပါဒီလိုလုပ်ပါနဲ့ပြောတယ်ဘာလို့လို့ဘာမှမသိဖြစ်အခုဥစဉ်ပြတဲ့လမ်းကြောင်းကိုဥစဉ်ရှင်းပြလိုက်တော့ယောဂီအခု2 နာရီထိကျင့်လာတယ်ပေါ့လေ2 နာရီထိကျင့်လာတဲ့အခါကျတော့တတိဝရိယနဲ့ထိကျက်ကလေးကိုတဏှာအလိုကိုမလိုက်ရောတော့ဘဲနဲ့လိုက်ရောလို့မှုတွေစွန့်ပြီးတော့မှန်လေးကမ္မထံကိုအောင်ပြုတဲ့အခါကျတော့တဏှာလာဆွဲလို့ရသေးလားမရတော့တဏှာလာမဆွဲသည်နဲ့မြတ်စင်းရဲမှုတွေချုပ်မသွားဘူးလားစင်းရဲမှုချုပ်သွားပြီစင်းရဲမှုချုပ်တာပါလေနိဗ္ဗာန်ဒုက္ခချောရပါလို့ဒုက္ခချောရပါလို့စင်းရဲမှုမှချောရပါလို့ဤနဲ့မတောင်းကြဘူးလားအခုရပြီလေဒီမြတ်တွေကြောက်မတောင်းနဲ့လေဒလောတဲ့ဘာတက်တယ်လေအနိကဘာပြဿနာတက်တယ်ခန္ဓာပြစ္ဆုတ်ပံဓာလိကဖောက်ပြန်တဲ့ဒုက္ခအနိကပြဿနာမတက်ဘူးလားအဲ့ဒီတက်တဲ့စင်းရဲမှုမှချုပ်တဲ့နိဗ္ဗာန်ကိုလိုချင်ပါပေါက်ကြရနိဗ္ဗာန်အကုန်ရှောက်မယူပါနဲ့မဖို့နိဗ္ဗာန်တော့မရဘူးလားရပြီနဲ့တွေးကြရမယ်တွေးကြရဖို့တွေလုပ်လို့ရပါမလားမရဘူးသူ့အစဉ်လိုက်တက်ရမယ်ကြော်တက်လို့မရဘူးအဲ့တော့ဝိပဿနာယာနိကဆိုတဲ့အတွက်ကြောင့်ဟာလားသင်္ခါရုပ္ပခေယဂုတ္တဘုမဲ့ဖို့နိဗ္ဗာန်ဆိုပြီးတော့အစဉ်ပါရမယ်သစ္စာ၄ပါးဟောတပြိုင်တည်းမပါလာဘူးလားအဲ့ဒီလိုအင်္ဂါရက်တွေနဲ့ခြားပြတော့မှဟောဝိပဿနာယာနိကဆိုတာဒီလိုကြည့်ရတယ်ဟိဟောသမထယာနိကဆိုတာဒီလိုကြည့်ရတယ်ဟိလို့
အဲ့ဒီလိုလမ်းကြောင်းတွေသိသွားလို့ရှိရင်ဒီလမ်းကြောင်းကြီးဒီလိုကျင့်မှရမယ်လို့သိသွားတော့သူ့ဟာမဟုတ်ဘူးငါ့အမှညင်းဖို့လိုသေးလားဟောအကယ်၍ဒီဓာလိဝဖောက်ပြန်တဲ့ဒုက္ခဝေဒနာကိုမကြော်လွှားသေးပဲနဲ့နော်မူကြီးလေးကောင်ရဲ့အစိမ့်မှမလွတ်သေးပဲနဲ့ဖာဒီသောဒေါသမှမလွတ်သေးပဲနဲ့ထိုပုဂ္ဂိုလ်ဒီစိတ်ဒီတည်ငြိမ်မှုရှိပါမလားရှိပါဘူးဗျာတောကပရိဒဝမိတောင်းနေတဲ့စိတ်ကြီးနဲ့အဲ့ဒီပုဂ္ဂိုလ်ဝိပဿနာရှုလို့မရဘူးကြိုက်ခဲတူချင်တာယူစည်းနေတဲ့ကြကဒုက္ခသွားရှုတော့ဘာတွေရဒုက္ခပဲရမှာမဟုတ်လားဒုက္ခကိုသွားရှုတော့ဒုက္ခမရဘူးလားဦးဇင်းလိုချင်တာဒုက္ခလိုချင်တာလားဒုက္ခនិရောဓကိုလိုချင်တာလားအေးမဲ့ဆိုတာဣဒံဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္စာနော်ဒုက္ခនិရောဓဂာမိနိဒုက္ခဗမာရတာလေစိတ်မှာယုတ်ကြီးသွားပြီးဒုက္ခလို့ရမှာမရဘူးဒီဒုက္ခမဟုတ်ဘူးအဲ့တော့ဒုက္ခဝေဒနာခံစားရတဲ့စိတ်မှာငါကထားလို့ရှိရင်ဆင်းရဲတဲ့စိတ်ဖြစ်မလာဘူးလားအဲ့ဒါဒုက္ခခန္ဓာဘာခန္ဓာလဲဆင်းရဲမှုနဲ့တည်နေတဲ့ခန္ဓာ၅ပါးမဟုတ်လို့အဲ့ဒါဒီဒုက္ခခန္ဓာဒုက္ခခန္ဓာဘာကြောင့်ဖြစ်တာလဲဧဝမေတ္တကေဝလတဒုက္ခခန္ဓာသာသမုဒယောဟောတိဒုက္ခခန္ဓာရတာဘာကြောင့်လဲသမုဒယဆိုတာဘာလဲတဏှာအဲ့တော့ဒုက္ခရတာကအကျိုးတရားဒုက္ခရကြောင်းဘာလဲတဏှာသည်အကြောင်းတရားအကျိုးသခြင်းဘာလဘောသအကျိုးငြင်းရင်အကြောင်းသအကြောင်းဒီဟူသောတဏှာမသဘဲနဲ့အကျိုးတရားဒုက္ခယူအနိစ္စဒုက္ခသွားလောက်တယ်အကြောင်းသပြီးဖြစ်ပါတော့မလားဒုက္ခမှလွန်မြောက်ပါမလားအဲ့ဒီကျင့်စဉ်ဒီဒုက္ခនិရောဓကျင့်စဉ်မဟုတ်ဘဲနဲ့ဒုက္ခဂာမိနိပရိပရာဖြစ်သွားတယ်ဒုက္ခဖြစ်ကြောင်းအကျင့်ကြီးဖြစ်သွားရောဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ဝိပဿနာယာနိကကျင့်စဉ်သစ္စာ၄ပါးတပြိုင်နက်ကျင့်တဲ့အခါမှာနော်မဂ္ဂင်၈ပါးဘဝ၅ပါးအင်္ဂါ၅ပါးဣရိပတ်တရား၄ပါးမဂ္ဂင်၈ပါးတပြိုင်နက်ပါသွားပြီးတော့ပရိစ္ဆသမုပ္ပါဝေဒနာကနေတဏှာပါတခါတည်းပြတ်မသွားဘူးလားပရိစ္ဆသမုပ္ပါဝေဒနာကနေတဏှာပြတ်တယ်ဘာတဏှာပြတ်လဲလဲဒုက္ခဝေဒနာမှာအပယ်၄ပါးတို့ခန္ဓာနဲ့ဆက်ဆက်တတ်တဲ့ဝါဏတဏှာသို့မဟုတ်စိတ်နဲ့ကြမ်းတမ်းခက်တာနဲ့ဒိဋ္ဌိတို့ဒေါသတို့ကိုဆက်ဆက်ပေးတတ်တဲ့တဏှာအဲ့ဒီတဏှာမှပြတ်ကြောင်းကျင့်စဉ်ဟုတ်ပြီလားဝေဒနာမှတဏှာအဲ့လိုပြတ်မသွားဘူးလားပြတ်တော့ထိကျက်ကလေးမှတတိလည်းမြဲတော့စိတ်အစဉ်အရင်တော့လောဘဒေါသဇောလျက်ကြောက်တာတွေလန့်တာတွေစိုးရိမ်တာတွေအဲ့လိုပထမဖြစ်ခဲ့ရင်ဖြစ်ခဲ့မယ်အဲ့လိုဖြစ်လာတဲ့ကြောင့်လောဘဒေါသစိတ်ရဲ့အဟုန်ကြောင့်ဘဝင်ကြမ်းမနေဘူးလားဘဝင်ကြမ်းပြီးပူလောင်ပြီးခုန်နေတယ်အဲ့ဒါကိုမိမိကနော်တတိဝရိယဆရာညွှန်ကြားတဲ့အတိုင်းကြာနာနာထိကျက်ကလေးကိုသေချာကြာနာသတိထားတဲ့ကောင်တဏှာလွတ်မသွားဘူးလားတဏှာလွတ်တော့တဏှာအလင်းကြောင့်တက်နေတဲ့ဇောဘဝင်နေကြမသွားဘူးလားဘဝင်လဲကြာသွားရောကြိုက်တာခဲတာတော့သိတယ်ဆင်းရဲတာရှိသေးလားသိကဘာဖြစ်လဲရသွားအရင်တော့ကြိုက်တာခဲတာသိတယ်မရောက်ခါနားလဲလှုပ်တယ်မခံနိုင်ဘူးနဲ့အာဟုသူစိတ်တွေပွားမလာဘူးလားအခုတော့ဘဝင်စောလဲကြာသွားရောရှူလဲမရှူတော့ဘူးရက်နေပြီးတော့ကြိုက်တာခဲတာလဲသိတယ်ဆင်းရဲတာလဲမရှိတော့ဘူးဆိုတော့သူများမေးကြလို့သေးလားဒုက္ခនិရောဓဂာမိနိပရိပရာဆိုတာမမှန်သွားဘူးလားစိတ်မှာကိလေသာကတ်သေးလားကိလေသာမကတ်တော့မစင်းရတော့ကိလေသာချုပ်မသွားဘူးလားကိလေသာချုပ်တာကိုဘာခေါ်လဲနိဗ္ဗာန်အဲ့တော့တိတိကရက်နေတယ်အရင်တော့တိကမရဘူးတော့ပရိစ္ဆေသမုပ္ပါရက်တယ်ဆိုတာတကယ်ရမသွားဘူးလားအဲ့တော့တိတိကရက်တယ်မြင်မြင်ကရက်တယ်ကြားကြားကရက်တယ်ဆိုတာအခုဒုက္ခဝေဒနာနဲ့ရင်ဆိုင်မြန်တော့လေတဲ့အဲ့စိတ်တွေတောကပရိဒီဝါဆိုတဲ့နောက်ဆက်မိတွေမတောက်တော့ဘဲနဲ့အဲ့မိတွေချုပ်ပြီးတော့ရက်နေပါတယ်ပရိစ္ဆေသမုပ္ပါရက်တယ်လဲသေးလားအရင်တော့ယုံမဲ့ကံမဲ့ပြင်မဲ့မမရှိမဲ့စိတ်တွေဖြစ်သေးလားဖြစ်เสียမရှိတော့ပြည့်เสียရှိသေးလားဖြစ်ပြဆုံးမသွားဘူးလားဖြစ်ပြဆုံးပြီပါခေါ်ပြီနိဗ္ဗာန်ဟောဘဝင်လဲကြဇောလဲကြလဲသွားရောဟာကြိုက်တာခဲတာတော့သိတယ်ယုံမဲ့ကံမဲ့ဆိုတဲ့စိတ်တွေနဲ့ဇင်းရတဲ့စိတ်တွေမဖြစ်တော့ကိုလိုက်တတ်တာလားသူ့ဘာသူဖြစ်တာလားကိုလိုက်တတ်ရင်ကိုလုံးချံလုပ်တဲ့တရားဖြစ်သွားမှာမဟုတ်ဟုတ်ပြီလားလောကလည်းဒါမကောင်းဘူးဆိုပယ်တာပဲဒါလိုချင်နေဆိုမလုပ်ဘူးလားအဲ့တော့လိုမလိုလုပ်တာပါလေလောကပုထုဇဉ်အလေးဟုတ်ပြီလားလိုမလိုလုပ်တာပါအလေးလေပုထုဇဉ်လောကအလေးဥစဉ်တော့လိုမလိုလျှောက်လုပ်တာလားမဟုတ်ဘူးစိတ်ကိုတတိဉာဏ်ပညာနဲ့တဏှာမကစေဘဲနဲ့စိတ်မှတောက်တာတဏှာကြောင့်ဒေါသတွေဇင်းရဲမှုရတယ်အကြောင်းတဏှာကိုပယ်လိုက်တဲ့ခါကျတော့ဆင်းရဲမှုချုပ်သွားတော့ဆင်းရဲမှုဆင်းရဲတဲ့ဆိုတဲ့စိတ်တွေလိုက်တတ်တာလားတဏှာကိုတတ်တာလားတဏှာကိုတဏှာကိုလိုက်တတ်တာလားတဏှာစိတ်ကိုဉာဏ်ပညာနဲ့ကတ်တာလားတဏှာကိုတတ်တာပါလားဒါတဏှာတော့ရှိသေးလားချုပ်မသွားဘူးလားချုပ်ပါဇမက်စိတ်တွေကတဏှာချုပ်နေမြရှင်ပဲဒိဋ္ဌိတို့ဆရပါပြီလို့ချုပ်သွားတယ်အဲ့တော့ဖြစ်ပြဆုံးချုပ်ဆုံးနိဗ္ဗာန်ဆိုတာပေါ်မလာဘူးလားတည်ငါမယ်
အဲ့တော့ယုံနာပြီနဲ့စိတ်နာသေးလားယုံနာပြီနဲ့စိတ်မနာသေးနဲ့ဆိုတာပေါ်မလာဘူးလားဟောအဖြေအကုန်ထွက်လာမှာအခုတော့ယောဂီတွေကျင့်စဉ်မှာဦးဇင်းကဘာမှခိုင်းတာမဟုတ်လွယ်လွယ်လေးပဲဖောင်းနေပိန်နေဆိုတဲ့မူလကမ္မထံကိုတတိဝရိယအာ၅ပါးအင်း၅ပါးဘုံ၅ပါးနဲ့ကပ်ပါလို့ဒါပဲပြောတာဟုတ်ပြီနော်ငယ်လေးကိုမှတ်ပါဆိုလဲငယ်လေးလှုပ်ကိုလဲအားရှိအောင်လုပ်ပါစိတ်ကိုတဏှလက်ထက်ကဆွဲယူပြီးတော့ကိုယ်သရာပညာအားနဲ့မိမိမူလကမ္မထံငယ်လေးကိုလှုပ်နဲ့အဲ့ဒီနေရာကိုကပ်ပါဖောင်းနေပိန်နေလဲကပ်ပါရှေးစိတ်နောက်စိတ်ဆိုလဲရှေးစိတ်ကလှုပ်ချင်တယ်နောက်စိတ်ကစောက်ရှူပါရှေးစိတ်ကပြည်ရင်နဲ့လက်ရောပြည်လူမှုကိုစွန့်လို့ရမယ်စွန့်လို့ပြီးတော့စောက်ရှူတာမက်စိတ်ပေါ်မလာဘူးလားအကုန်လုံးအတူတူပဲမဟုတ်ဘူးလားကမ္မထံအားလုံးကတူတယ်နော်အဲ့တူပြီးတော့စင်လူယူမကွဲသွားတာကအဲ့မှာတဏှာကိုစိတ်ကိုတဏှာနဲ့မယူဘဲနဲ့အကျိုးသက်ကြီးလျှောက်တတ်တာကြွတယ်မားတယ်ကြိုက်တယ်လို့အဲ့လိုလျှောက်လို့တာတော့မှားသွားပြီဘာဖြစ်လို့လဲအကြောင်းတည်းဟူသောတဏှာကိုမပယ်ဘဲနဲ့အကျိုးသွားတတ်တာမှားမသွားဘူးလားအဲ့ဒါကိုမှားတယ်မှန်တယ်ဘာမှားတယ်ဘာမှန်နေအဲ့လိုအဖြေထွက်လာတော့လမ်းကြောင်းကြီးအမှန်တော်တွေ့မလားဘူးလားအဲ့တော့ခင်ဗျားတို့ပါလို့သေးတယ်ကိုယ့်အကိုအာရှိနဲ့တဏှာနဲ့သရာပညာနဲ့ပြိုင်ပွဲတော့နှွှဲရမယ်အားများတဲ့ဘက်ကစိတ်ပါမလာဘူးလားသရာပညာအားများလာလို့ရှိရင်တဏှာကစိတ်ကိုစွန့်လွတ်လိုက်တော့စိတ်မှာဆင်းရဲမိတောက်သေးလားဆရာကဝင်ကူအားမလားကိုယ့်အကိုဆွဲတယ်ရမှာလားကိုယ့်အားကိုကိုရမယ်ဟုတ်ပြီနော်ဥစဉ်ပြတဲ့လမ်းကြောင်းရဲ့ဒီလိုကြင့်ခိုင်းတာဘာကြောင့်ကြင့်ခိုင်းပါတယ်ဆိုတဲ့အဖြေဒီပေါ်မလာဘူးလားပေါ်လာတော့ဥစဉ်ကလည်းလှုပ်ကြံပြီးပြတာမဟုတ်ပါဘူးငကိုအတိုင်းပါပဲနော်သို့တော်လည်းဘာတွေကြွားကုန်လဲကွာတာလေးတို့ဘာကြောင့်ရှင်းပြလဲဆိုယောဂီတို့မှာတချို့ကြတဲ့ယောဂီတွေမှာကြိုက်တာကြီးပေါ်လာရင်အနိစ္စမှတ်တယ်အဲ့ဒါအဖြေမှားနေတယ်မှားတာတော့မှားတယ်လို့ပြောမယ်ဘာဖြစ်လို့လဲမရှိပါသေးဘူးစင်းရဲမှုမလုပ်ဖ ೇನೆ ကြိုက်တာကြီးသွားယူတော့ကြိုက်တာပေါ့နောက်ပိုင်းကျတော့ခင်ဗျားတို့ကြိုက်တာပါမရှိရတော့အခုတော့ခင်ဗျားတို့ကြိုက်တာတော့ထုံတာတော့သိတယ်စင်းရတော့မရှိဘူးကြိုက်တာထုံတယ်လို့တော့မသိဘူးလားနောက်တော့ကြိုက်တာထုံတာပါမသိရဘူးအဲ့ဒီအောင်ပို့ပေးမှာကဲဘယ်နဲ့သဘောပေါက်ပြီလားအဲ့တော့ဝိပဿနာယာတိကသဘောအာနာပါနကမ္မထံတရင်ငါပဟံကျင့်စဉ်ရှင်းလန်းနေကုန်ပါပြီသစ္စာလေးပါးလည်းပေါ်ပြီပရိစ္ဆေသုံးပါးပြတ်ပုံလည်းပေါ်ပြီမဲ့ဂုတ္တဘူမဲ့ဖို့ရောတရင်ငါပဟံအဖြစ်ပုရုဇဉ်အနွယ်ဖြတ်တဲ့သောတာပတ္တိမဲ့ရှေ့ပိုင်းဥပဘာကမဲ့ပယ်ရမဲ့အကျမ်းစာကြီးပယ်တဲ့အကြောင်းဝိပဿနာယာနိကသမထယာနိကကျင့်စဉ်တွေလည်းရှင်းပြီးပြီဟုတ်ပြီနော်အဲ့လိုဆိုဘုရားတို့ကဆရာညွှန်ကြားတဲ့အတိုင်းဖြောင်းဖြောင်းကျင့်ဖို့လိုတယ်အဲ့တော့ကျင့်စဉ်တွေမှာဒီမနေ့လဲတချို့ဆိုလို့ရှိရင်ဒါမလွတ်ကြတယ်နည်းပါပါတယ်ဝေဒနာတက်လာပြီဆိုတော့ဘာလို့လာလဲရှင်းမလားညှစ်မလားဘူးလားညှစ်တာဝေဒနာတက်လာတာနဲ့ဘာလို့လာလဲညှစ်လာတယ်ညှစ်လာတော့စင်းလာချမ်းလာစင်းပန်းဘာဖြစ်လို့စညစ်တယ်လဲဟုတ်ပြီလားဒါပေမဲ့ပုရုဇေကတော့ကြောက်ပြီးတော့မညှစ်ထားဘူးလားညှစ်ပြီးစုပ်ထားတာလက်သီးလေးစုပ်ကြောလေးတဲ့ပေါင်ကြောတွေခြေထောက်ကြောနောက်ကြောတွေခါကြောတွေရင်ကြောတွေအကုန်လုံးကျိုးနဲ့တုပ်လို့စုပ်တော့တာစုပ်လေးဘာဖြစ်လဲစင်းရဲလေးဘာဖြစ်လဲထပ်စုပ်လေးလွတ်သလားအဲ့ဒါအသေဝနာစဘာလဲနာမိုက်တဲ့ကောင်အဲ့တော့အဲ့ဒါကြီးကိုဥစဉ်ကဘယ်လိုလုပ်ရမလဲဒါကြီးကရစ်ဆက်နေပါတယ်နှိမ့်ဆက်နေပါတယ်သွားမကင်ပါနဲ့ဆိုတာယူသွားကင်တော့ဒုက္ခရောက်တာယူဥစဉ်ကဘာလုပ်ပေးရမှာလဲကိုမလွတ်ဘဲနဲ့လွတ်ပါမှာဒီဒုက္ခကြီးကိုဘုရားလွတ်အောင်နေပါဆိုဒီဒုက္ခကြီးသွားညှိကျုပ်ဆုပ်တဲ့ခါကျဒုက္ခရောက်မနေဘူးလားဒုက္ခကိုသွားယူရင်ဘာရမလဲဒုက္ခရဘာဖြစ်လို့ဒုက္ခရသွားယူလို့ရတာပေါ့စင်းကျင်ဘာလို့မလဲမယူနဲ့တော့ပေါ့မယူနဲ့ဆိုတာစိတ်နဲ့ယုတ်ကြီးကိုတင်းညှိချုပ်တာတွေဘာကြောကြီးတင်တာတွေရင်ကြောကြီးတင်တာတွေခါကြောကြီးတင်တာတွေလက်မောင်းကြီးညှိချုပ်ဆုံးရှူတော့ရှူပါတယ်ရှူရင်းနဲ့အောက်ကညှိတာကြီးကလည်းမလွတ်ဘူးအောက်ကကြိုက်တာကြီးကိုကြည့်တာလည်းမလွတ်ဘူးထိတာရောသိသလားဆိုတော့မသိဘူးသူကသမဝါယမှာခွဲတန်းချထိတာလေးနည်းနည်းကလေးအောက်နည်းနည်းရောက်လေဒီကိုနည်းနည်းညှိလို့နေအဲ့လိုလုပ်နေတော့စိတ်ကတဏှာလက်ထဲရောက်လေသရလက်လည်းရောက်လေတော့ကြာရင်တော့ဘယ်ရောက်သွားလဲတဏှာလက်ထဲပါသွားရောဆရာလက်ထက်ပါရဲ့ဒရာလက်ထက်ပါရဲ့လားမပါတော့ဘူးသခိုးတီကိုကောင်းနေတာပဲမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့ဒါဟိုဒီမှာဖြစ်တော်ပေါင်းဝိထုမှာမမျောလင်းမဲနဲ့လင်မြန်းနောက်အိတ်နေရနေချော့ဆိုတော့ယောက်ျားသခိုးဆိုပြီးတော့ဘာမှညမှမသိပဲနဲ့တခါတည်းတန်တဝါသွားတဲ့ခါကျပက်ပေးနဲ့သခိုးနဲ့တူသူကလက်ပန်းလုံးအောင်လုံးလိုက်လုံးမိမကြီးဓာပိသံဆိုတော့မိမတကမှန်အင်းကြီးနဲ့မြောက်ပြီးဓာကြီးကိုင်းပြီးထွက်လာတော့တခိုးနဲ့ယောက်ျားနဲ့တပန်းလုံးနေတာဘာတပြန်ကြတပြန်လုံးအဲ့တော့ဘယ်ဟာသခိုးမှဘယ်ဟာယောက်ျားမှမသိတော့ပေါ်လာတဲ့မျက်နှာလေးကိုကြည့်လိုက်ပေါ်လာတဲ့မျက်နှာကိုကြည့်ပါများတော့သခိုးမျက်နှာချော
သခိုးမျက်နှာချိုးတာတော့တယူကပဲပြီးလိုက်လေတသက်လုံးကျွေးတဲ့ယောက်ျားသခိုးနဲ့ကြမှာပဲအသက်ခံတယ်မိမကိုလုံကျွေးတာကယောက်ျားလုံကျွေးတာမဟုတ်ဘူးလားသခိုးကလုံကျွေးတယ်လားယောက်ျားလုံကျွေးတာတကယ်ကြရင်ကြရင်ကြတော့ဒကမပဲပါသွားတယ်ဆရာကတော့ဒီလိုကြည့်မှာဒီလိုလုပ်ပါနဲ့ပြောလိုက်ရတာပေါ့လေဝိညာပတက်ကမမဗျာဟုတ်ပါဗျာဘောသဘောတည်ကြဝိညာလည်းတက်တော့တွန့်ညွတ်သခိုးတော့တဏနောက်ပါသွားရောအတိခါမှဘာပြောပဲကိုယ်လည်းကြိတ်မိတဏနဲ့လောက်နောက်တော့ဘာဖြစ်လဲသိတယ်စကက်ဆက်ကြီးဖွင့်တာစိတ်ရွဲဆိုဂယုမဆိုင်တော့ဘူးအဲ့တော့ဘယ်နောက်လိုက်ပါလဲတဏနောက်လိုက်သလားဆရာနောက်လိုက်ရတဏနောက်လိုက်မလေးဥပရိတန်ရောစရာကြီးတော့တဏနောက်လိုက်တော့ဆင်းရဲလားချမ်းသာလားဒါလည်းလိုက်တာပဲနော်အဲ့တော့ဘာလို့ရမလဲတရားစတိုင်ပြီဆိုတွေကဟိုစိတ်ကငကိုစထိုင်ပြီးတော့တရားမထိုင်ခင်အခုခင်ဗျားတို့ယောဂီတွေထိုင်တော့အေးလေးမထိုင်ဘူးလားအေးလေးထိုင်နေတာအဲ့အေးလေးထိုင်တဲ့အတိုင်းလေးပါတရားထိုင်တော့မှဇတ်ဆိုအိုင်ဒီကြီးမလုံးနဲ့တရားထိုင်တဲ့အိုင်ဒီမလုံးနဲ့တရားမထိုင်ပဲနေတဲ့အတိုင်းလေးပဲနေပါပြီးတော့ဒီတိုင်းလေးပဲရှူပါဘာအားလို့ရှင်တာလဲတတိဝရိယအားလို့ရှင်ဟုတ်ပြီနော်တတိဝရိယအားမထည့်ပဲနဲ့အတင်းရှူတော့ရပါမလားမရဘူးလိုချင်တာကတတိဝရိယအားတတိဝရိယအားပို့ထည့်ဖို့လိုရပါအဲ့တော့တရားတိုင်းပြီဆိုရမိမိအရိယာပုဂ္ဂိုလ်ပြည့်စုံမယ်ငကိုရိယနေပြီးတော့ခုနလိုရိုင်နာကြီးနည်းနည်းရိုင်နာကိုကနည်းနည်းတည့်ထားတော့ဟုတ်တယ်လေတကယ်ကြိငယ်ကြီးကနာသီဝထိတဲ့ကောငကိုရုပ်ကြီးကိုချုပ်ထားတာကြီးကလှုပ်ရတဲ့ခါကျတော့လှုပ်ပြီးတော့နာသီဝလည်းကောလှုပ်လိုက်တော့ရုပ်ကြီးလိုက်ရိုင်မသွားဘူးလားရိုင်တော့ပြန်ဆွဲတော့လှုပ်လို့ရသေးလားအဲ့ဒါကြောင့်ငကိုရိယကိုကထိမ့်သိမ်းထားတာမဟုတ်ဘဲနဲ့ဒီခန္ဓာအိမ်ဟာသူ့ပဂရိတိုင်းတည်ငြိမ်တဲ့သဘောရှိတဲ့အိန္ဒြေရောက်အောင်တိဆောက်ဟုတ်ပြီနော်အဲ့ဒီအိမ်ရောက်တိဆောက်တကယ်လို့စထိုင်လို့လန်သွားပြီဆိုလို့ရှိရင်ဘာဖြစ်လို့လဲစောင်းနှချောင်းကိုဒီလိုရှေ့ထုတ်လိုက်ရင်လန်အောင်လားမလန်တော့ဘူးတင်းခံနေတကယ်လို့စိုက်သွားပြီဆိုလို့ရှိရင်တော့ပြန်ကြုံလိုက်ပေါ့ဟုတ်ပြီနော်တချို့ကြတော့ဒီလိုဖြီထိုင်မှရတယ်တချို့ကြတော့တစ်ဖက်ချိတ်တင်မှရတယ်တစ်ဖက်ချိတ်တင်လို့ရှိရင်လည်းသူကညလည်းဥစဉ်ပြပြီးပြီဒီလိုထိတ်တင်နေဟုတ်လားတင်တဲ့အခါမှာဒီဘက်ကအဝင်များနေလို့ရှိရင်တချမ်းဆောင်တယ်အဲ့တော့ကြာရင်ဘာလုပ်ရမလဲရှေ့ကိုလည်းဖြီချတယ်ဟောသူကတော့ထိုင်ကြတယ်ခိုင်းနေရုပ်စိတ်ကရုပ်ကိုထိတ်ဖို့လိုသေးလားမလို့တော့သူကသူခိုင်းနေပြီးတော့လွတ်ထားလိုက်တော့ရပြီရင်ဝါလေးနဲ့အသာလေးရှိပြီးတော့နာသီဝကတ်သွားလိုက်တော့ဟုတ်ပြီနော်အဲ့လိုဆိုတော့အဓိကကြတာခင်ဗျားတို့တရားထိုင်တာကိုမလောနဲ့ထိုင်တဲ့အရိယာပုဂ္ဂိုလ်တစ်ချိန်နဲ့တစ်ချိန်ကိုယ့်ဘောက်ကိုလေ့ကျင့်ရင်ငါဘလို့ထိုင်တော့ဘလို့ဖြစ်တယ်ဘလို့ထိုင်တော့ဘလို့ဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့အမှားတွေကိုပြင်ဆင်ပြီးတော့သူ့ပဂရိအတိုင်းစိတ်နဲ့မထိမ့်မဲနဲ့သူ့ပဂရိတိုင်းငြိမ့်မဲ့အိန္ဒြေရအောင်လို့အကယ်၍ဒီကောင်ဒီဘက်များနေလို့ရှိရင်သူကနောက်လန်နေတယ်အဲဒါဆိုရှေ့ကိုလည်းတင်ချတယ်ဟောသူကကြာလှုပ်လို့စိတ်နဲ့လှုပ်တော့မရဘူးခိုင်းတယ်အဲ့ဒီအိန္ဒြေမျိုးတချို့ကြတော့ကြိုးစားအထုတ်တယ်အိန္ဒြေတိဆောက်ဖို့မှားတာနဲ့ကိုယ်ကားဖြစ်ပြီးတော့တခါဖေမနိုင်ကောင်းမနိုင်ဖြစ်နေအဲ့ဒါအိန္ဒြေတိဆောက်လို့အိန္ဒြေတိဆောက်တာမှားလို့ဖြစ်တာအဲ့ဒါကြတော့အိန္ဒြေတိဆောက်ဖို့အရေးကြီးတယ်နော်နောက်ပိုင်းကျရင်ဒီယောဂါတွေဒီလိုအခွန်ချော့ခဲ့မှာတော်တော်ကြီးမဆွဲနဲ့ဆွဲတဲ့ပုဂ္ဂိုလ်မရဘူးဝိညာတက်လာပြီဆိုလို့ရှိရင်ရာဂကုတ်တော့ကုတ်ပြီဆိုရင်မှတ်ထားပါအဲ့လိုကုတ်မဲ့စားလက်ရောမှုကိုသင်္ခါရဘွဲကဘာလို့ရမလဲစွန့်ထုတ်လိုက်မယ်လေးနေနာလေးကထိကျက်ထင်ရှားတဲ့နေရာလေးကိုစိတ်နဲ့မြင်ပြီးကဲ့သို့ကြည့်ပြီးတော့ဒါကြတဲ့ဉာဏ်ကအရှူရှိုက်အနေအမြန်အပေါ်ပြင်းကိုချိန်သွားမယ်အဲ့တော့နေလားကဝိညာကြာတက်လို့နောက်ပိုင်းနည်းနည်းပြင်းလာလို့ကိုယ်ရှူရှိုက်မှုကနည်းလို့အောက်ကိုအညွတ်များပြီဆိုရင်ရှူရှိုက်မှုကိုနည်းနည်းလေးတင်ရှူပေးနည်းနည်းလေးတင်ရှူပေးတင်ရှူပြအဓိကကပါလေအနည်းအမြန်အပေါ်ပြင်းအရှူရှိုက်မှန်ဖို့နေလေးရက်လိုက်ပြင်းလေးပြောလိုက်မလုံးနဲ့ရက်လိုက်ရှူလိုက်မလုံးနဲ့အဲ့လိုလုပ်ပြီးဆိုတော့မှားပြီးတာတွက်လိုက်လေဟာလွတ်လွတ်လပ်လပ်ချောင်းချောင်းကြီးကြီးထွက်ရလေကဖြင်းညစ်ပြီးရှူထုတ်နေတာမျိုးဖြစ်ရဘူးလေပေါ့ပေါ့လေးနဲ့ချောင်းချောင်းလေးထွက်ရမယ်လေချောင်းတာလေးထွက်မယ်အဲ့တော့မှမှန်ကန်တဲ့အရှူရှိုက်နည်းနည်းလေးတင်ရှူလို့ဝေနာတက်လို့တင်နေတင်ရှူလေတင်ရှူတဲ့အတိုင်းလေးနည်းနည်းတင်ပြီးတော့အဲ့ဒီတိုင်းလေးပဲတစ်ဖြောင်းနဲ့ရှူသွားသာနာစောမှုလောမှုဗျာများမှုတွေဗျံပရာဖြစ်နေပုံဆိုးပြီအဲ့လိုဗျံပရာဖြစ်တာကိုစွန့်လိုက်ပါကိုယ့်ရဲ့မူလကပ္ပတန်ထိချက်ကိုသိထားပါအကယ်၍များအဲ့လိုတရားထိုင်နေရင်းနဲ့များမိမိရှူရင်းနဲ့ခက်ခဲပြီးပြီဆိုလို့ရှိရင်အိန္ဒိတိဆောက်မှုမှားနေလားလို့ပြန်ကြည့်တခါလေနောက်ကမသိစိတ်ကပြန်ပြန်ဆွဲတော့ဒီမှာတင်လို့မရအောင်ဖြစ်နေတယ်အဲ့ဒါကိုကြိုက်မှတ်တာပါအောင်အိန္ဒိပြက်တယ်အိန္ဒိပြက်ဆိုရင်ထိုးပုဂ္ဂိုလ်ကြတော့နော်တကယ်လိုအပ်ရင်တော့ပြင်ပေးရမှာမလိုအပ်ဘဲတက်တာလို့သွားလို့ရှိရင်တော့ခင်ဗျားတို့အမှားတွေးတယ်နော်အဲ့လိုဆိုရင်နောက်တစ်ချိန်ကျရင်မမအောင်ပြင်ပေးသဘောပေါက်ပြီလားအဲ့တော့ဝိပဿနာဉာဏ်ဒီကလည်းသိပြီဒါအခုတရင်ကဘာဟံမရှိသေးတယ်နောက်နေ့ဆိုလို့ရှိရင်သမုတ်စီရဘာဟံနေဝိက္ခမရဘာဟံနေတက်တော့ဒီနေ့ကျင့်စဉ်တွေမှာအခြေခံနဲ့ကျင့်စဉ်ကိုကြည်ကြည်ညက်ညက်ထိထိမိမိဆရာပေးတဲ့စနစ်အတိုင်းကြာကြာနာနာကြိုးစားအထောက်ကြပါက
ကဲနမောတ္တနဲ့ဘုရားကြော